လူမျိုးဝဲကနေတလာနီးပါးပြောက်သွားတဲ့ကိုရွှေမျိုးဝဲအင်းပြန်ရောက်ပြီဆိုတဲ့သတင်းကောင်းလေးကြားရရုံပဲကိုကျော်မျိုးမင်းရဲ့သတင်းလေးတက်လာတယ်ဆိုတော့ကိုကျော်မျိုးမင်းရဲ့အခြေအနေနဲ့ပတ်သက်လို့အသေးစိတ်လေးသိချင်တဲ့အတွက်ဖုန်းဆက်သွယ်ကြည့်ပေမဲ့ဖုန်းဆက်လို့မရတဲ့အတွက်ကိုကျော်မျိုးမင်းဘယ်လိုအခြေအနေရှိတယ်လဲအတီးပြုတ်ဖို့ကပ်ပါတယ်တက်နေတဲ့သတင်းတွေကြားနေရတဲ့သတင်းတွေလိုပဲကိုကျော်မျိုးမင်းအမှန်တကယ်ဖန်စီထိန်းသိမ်းခံရတယ်ဆိုရင်လေချန်စီယိုထင်းခွေတဲ့လူရဲ့မျိုးမဖြစ်ရလေအောင်ချန်စီယိုထင်းခွေတယ်လို့မဖြစ်ရကြည့်ရမအောင်နေတဲ့မှုပပအောင်ကျော်မျိုးမင်းရဲ့မင်းဒီလိုပြောတာရတော့မှားရဲဆိုတော့အမားကိုဝန်ခံခိုင်းပြီးခေါ်ယူစင်ပေးတတိပေးခံဝင်လက်မှတ်လေးနဲ့ပြန်လုပ်ပေးဖို့ပြောလိုက်ပါတယ်ချန်စီယိုထင်းခွေတဲ့ဖက်စစ်လက်တွေဖြစ်နေကြတယ်မနေ့ကဆိုလို့ရှိရင်လည်း PDF ရဲဘော်တယောက်ကတရင်မှုကိုပြတ်တက်နေကြရတယ်ရမပင်ခရိုင်နဲ့အမတ်6တရင်မှုပလဲမောင်ကိုရမပင်ခရိုင်ကုကရဲမှုစွမ်းသူမောင်ရဲ့တပည့်ရဲဘော်ငဖြိုးကအစည်းအဝေးကျင်းပနေတဲ့အချိန်မှာတနက်နဲ့ပြတ်တက်လို့ပွဲချင်းပြီးဆုံးသွားတယ်ဆိုတဲ့သတင်းကြီးကြားရတယ်ဒါသူတို့ဘက်မှာမို့လို့သူတို့ရေငုံနှုတ်ပိတ်ပြီးအပေါက်ပိတ်နေတာအဲ့လိုဖြစ်စဉ်မျိုးကျမတို့တက်မလို့ဘက်မှာဒါနော်ရဲဘော်ကစစ်တီတယောက်ကတရင်မှုတယောက်ကိုလောက်ကျန်တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မျိုးရှိခဲ့ရင်တက်တွင်းစည်းလုံးမှုပြိုကွဲအောင်နော်ကျမတို့တက်တွင်းစည်းလုံးမှုပြိုကွဲအောင်တစ်ဖက်အုပ်စုတွေကကောင်းကောင်းဝါဒဖြန့်ကြတယ်ကောင်းကောင်းတက်ရှူသွေးခွဲရထိုက်နေတယ်အဲ့ဒီဘက်မှာနိုင်ငံရေးသူတို့နားမလည်ဘူးစာမတက်ဘူးနားမလည်ဘူးတို့သူတို့ဘလို့ဝါဒဖြန့်ရမလဲဘလို့တက်ရှူသွေးခွဲရမလဲကောင်းကောင်းသိတယ်အခုရမပင်ခင်အမှတ်6တရင်မှုကိုရမပင်ခင် PDF တာမယ်ရဲဘော်တယောက်ကပြတ်တက်တဲ့ဖြစ်စဉ်မျိုးဒါကျမတို့သိနေတယ်မှာဖြစ်ခဲ့ကောင်းကောင်းဝါဒဖြန့်ကြမယ်သူတို့တစ်ဖွဲ့လုံးကအခုချိန်မှာရေငုံနှုတ်ပိတ်အပေါက်သူတို့အကြောင်းပြတာကအဲ့ဒီအသက်ခံရတဲ့ရမမင်ခိုင်တိုင်းရဲ6ရဲ့တိုင်းရဲမှုပလင်းမောင်ကတဲ့ဘိုးစွမ်းခေါ်စွမ်းသူမောင်ကိုတက်ပေးမယ်ဆိုရင်3,500ပေးမယ်ဆိုပြီးတော့သူ့လူမိုင်းငှားလို့အဲ့ကောင်ကကျင်းတယ်လို့ပြတ်တက်လိုက်တယ်တဲ့ဒါဆိုရင်ခင်ဗျားတို့ PDF တွေက3,500 PDF အချင်းချင်းပြန်3,500ပေးနိုင်တဲ့အထိချမ်းသာနေပြီလား PDF ချင်းချင်းပြန်တက်ဖို့အတွက်3,500ပေးပြီးလူမိုက်ငှားတဲ့အထိခင်ဗျားတို့ချမ်းသာနေလားဒါဆိုရင် PDF ကိုလစီတေးထောက်ပံ့နေတဲ့နေပေါ်နေပိတ်တတိုက်ခင်ဗျားတို့တစ်လလုံးနေဘူးမရှောင်ဘူးမရှောင်နော်နဖူးဟာကျွေးဖင်ချားတဲ့ကြတဲ့အထိအလုံးလုံးရင်တော့မှတစ်လ350ရရဲ့လား350များတယ်တစ်လ10သိန်းစားပြီးတောက်ပြီးတစ်လ10သိန်းတော့ခင်ဗျားတို့စုမိကြရဲ့လားခင်ဗျားတို့မှာတော့နဖူးဟာကျွေးချိန်မှကြနေဘူးမရှောင်မိုးရွာမရှောင်စိတ်စုမဲစုပတ်စံလေးတွေစုပြီးတော့ PDF ကိုခင်ဗျားတို့ထောက်ပံ့ခြင်းတွေပေးနေကြတာဟိုမှာက3,500ပေးပြီးအချင်းချင်းပြန်တက်ခိုင်းနေတဲ့အထိချမ်းသာနေကြတယ်ခင်ဗျားတို့ဘယ်လောက်နွားကြလဲပြည်ပနိုင်ငံတွေမှာရောက်နေတဲ့နေပေါ်နေပိတ်တတိုက်ဆိုလဲဒီလိုပဲသူများနိုင်ငံမှာအလုပ်လုပ်ရတယ်ကြုံခံရတယ်နော်တလားလုံးလုပ်ပြီးတော့လစာလေးရတဲ့အခါကျတော့မိဘဇနီးမယားသမီးသားကိုပေးရတဲ့အပြင်လစဉ် PDF အတွက်ထောက်ပံ့ငွေဘာကံပိတ်ညာဘာကံပိတ်ဘာဘုံညာဘုံအကုန်သူတို့ဝဲရတယ်ခင်ဗျားတို့ကနော်လှေမှောက်တဲ့ PDF တွေကိုခွက်ပြောက်နေတဲ့နီပေါ်နေပိတ်တတိုက်ကတနာပြီးထောက်ပံ့ပေးနေကြတယ်လှေမှောက်တဲ့ PDF ကိုခွက်ပြောက်နေတဲ့နီပေါ်နေပိတ်တတိုက်ကလစဉ်ကြီးထောက်ပံ့ပေးနေကြတယ်ခင်ဗျားတို့မှတစ်လလုံးတမိသားစုလုံးလုပ်ရင်တော့350မရပြီမယ်ဟိုမှာ PDF အချင်းချင်းလုံရန်တက်ဖြတ်ဖို့အတွက်3,500ပေးနိုင်တဲ့အထိချမ်းသာနေကြတယ်နော်ဆိုတော့အစိတ်ပင်ရေလောင်းတဲ့လုပ်ရက်တွေရက်တန်းကရက်ဖို့လိုတယ်နောက်ထပ်ပြောပြပေးချင်တာကမန္တလေးတိုင်းမင်းချန်တောင်သာမှာ PNL ဆိုတဲ့ PDF ဖွဲ့ကို NUG ကလက်နက်အားကိုးနဲ့အနိုင်ကျင့်ဘိုးကြရုံမာတဲ့ကိစ္စခင်ဗျားတို့ NUG ကိုယ်တိုင်ကလက်နက်အားကိုးနဲ့အနိုင်ကျင့်နေတယ် NUG ကိုယ်တိုင်ကလက်နက်အားကိုးနဲ့သူ့လက်အောက်မွေးနဲ့အဖွဲ့ငယ်လေးတွေကိုအနိုင်ကျင့်ဘိုးကြရုံမာနေလက်နက်ကရတဲ့အရာတာကို NUG သိသွားပြီဒါကြောင့်မလို့เนาะဒီ2026ဂျွန်လတလထဲမှာပဲကျောင်းသားဒေါ်လာရေးတဲ့ SRS ဆိုတဲ့စန်တင်ထုံးတို့အဖွဲ့ကိုပြစ်ခတ်ဖမ်းဆီးပြီးနှုတ်ပိတ်တယ် PDF အဖွဲ့ကိုနှုတ်ပိတ်တယ်နောက်စကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စကိုင်း PDF ဆိုတဲ့ local အဖွဲ့စစ်ငိမ့်နိုင်တဲ့ PDF တစ်ဖွဲ့လုံးကို NUG ကဖမ်းပြီးနှုတ်ပိတ်တယ်အခုလည်းပဲမြင်းချန်တောင်သာမှာရှိတဲ့ PNL PDF ကို NUG ကနှုတ်ပိတ်ဖို့အတွက်ကြီးနိုင်ငယ်ညင်းလက်နက်အားကိုးနဲ့နိုင်ခြင်းတယ်သူတို့ပြောတဲ့ဖြစ်စဉ်ကရှင်းတယ် PNL ဆိုတဲ့ PDF ဖွဲ့ကဝဲလောင်မှာရှိတဲ့ပြည်သူတယောက်ကိုဒလန်ဆိုပြီးဖမ်းပြီးတော့3,200နဲ့ပြန်ရွေးခိုင်းတယ်ဆိုလိုချင်တာကဒလန်ဆိုတာနာမည်တက်တာတကယ်တော့သူတို့ပြန်ပေးဆွဲတာလူတယောက်ကိုဖမ်းတယ်လက်နက်အားကိုးနဲ့ဖမ်းတယ်3,200နဲ့ပြန်ရွေးခိုင်းတယ်အဲ့ဒီ PDF ကိုထောက်ခံနေတဲ့ခမားတို့တမိသားစုတော့အလုပ်လုပ်ရင်တော့တစ်လ300ရသလားကျမမေးမယ်ခမားတို့အိမ်ရှိလူကုန်တမိသားစုတော့အလုပ်လုပ်ရင်တော့တစ်လ300မရပါနဲ့ခ
ခင်ဗျားတို့အားကိုးနေတဲ့ PDF တွေကလက်နက်အားကိုးနဲ့3,200ခင်ဗျားတို့တဘွားလုံးနော်မွေးစားကနေတေးတဲ့အထိရှာဖွေစုဆောင်းရအောင်3,200မရပြီမဲ့ခင်ဗျားတို့ PDF တွေကတော့လက်ဖြောက်တစ်ချက်စည်းတာတဲ့အချိန်လေးမှာတည်းလူကြောက်ကိုဖမ်းတယ်လက်နက်အားကိုးနဲ့ဖမ်းတယ်ပြန်ပေးဆွဲပြီး3,200နဲ့ရွေးခိုင်းတယ်ဒီညမှာ NUG ကအဲ့ဒီ3,200နဲ့ကဝေစုမရလို့ဒါက PDF တွေဖမ်းသွားတဲ့ဒီလူကဒလန်မဟုတ်ဘူးအယက်သားပြည်သူကိုမင်းတို့ကဒလန်ဆိုပြီးဖမ်းရမလားဆိုပြီးတော့နာမည်ကောင်းဝင်ယူပြီးတော့သူတော်ကောင်းဝင်လောက်တာတကယ်တော့ဝေစုမရလို့တကယ်ပဲ PDF တွေကအယက်သားပြည်သူကိုဒလန်လို့ဆွဲပြီးဖမ်းဆီးတပ်ဖြတ်လို့ NUG ကစုံမတယ်ဆိုရင်မကွေးတဲ့ငယ်ဖင်းပြုံနဲ့ကိုကြီးကြီးရွာကအသက်4 နှစ်ပဲရှိတဲ့တမီလေးမက်ရူပန်ကျော်သူ့အဖေကိုဖိုးကျော်နဲ့အတူဘုန်းကြီးကျောင်းကိုစွန့်ကြိုင်သွားပိုးတဲ့ကလေးမလေးကိုခင်ဗျားတို့မကွေး Revolution Force ဆိုတဲ့ MRF အဖွဲ့ကနောက်စေတက်တဲ့ကိုတနက်နဲ့ပြစ်တက်လိုက်တယ်4 နှစ်ရွယ်သမီးငယ်လေးကိုခင်ဗျားတို့တနက်ကင်ထားတဲ့ယောက်ျားကြီးတွေကဒလန်ဆိုပြီးနောက်စေတက်တဲ့ကိုပြစ်တက်လိုက်တယ် NUG ဒီကိစ္စဘာကြောင့်မဖြစ်ရှင်းတာလဲဒီကိစ္စကျတော့ဒါဒလန်မဟုတ်ပါဘူးအယက်သားပြည်သူလို့ဘာကြောင့်ခင်ဗျားတို့ NUG မဖြစ်ရှင်းတာလဲအခုမှမြင်းချန်တောင်သားက PLA ဖွဲ့ကအယက်သားပြည်သူကိုဒလန်လို့ဖမ်းတဲ့အတွက် NUG ကဝင်ပြီးစော်ပလော်တီးရပါတယ်လို့ခွေးဖင်ကလက်စကားထွက်နေကြတယ်ဒီလိုမျိုးတရေမမှန်နဲ့တော်လန်ရေးအမိခံပြပြက်ခေါင်နေတဲ့ဇကားကိုနားမယောင်ကြဖို့တိုက်တွန်းချင်ပါတယ်